နောက်တစ်ခုကဒါနှစ်ခုကျွန်တော်ဒီနေ့အမြန်တိုးလေးသတင်းပြောနေတာပါအရေးကြီးတာဟိုသတင်းလေးတွေပေါ့နော်နောက်တစ်ခုကကြောက်ဆယ်ဘက်မှာရှိတဲ့ရွှေတိုင်းဒီဇိုင်းဓမ္မတိုက်ခံတဲ့ဖြစ်စဉ်လေးဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြောပါမယ်ဘာလို့ကြောက်ဆယ်မှာရှိတဲ့ရွှေတိုင်းဓမ္မတိုက်ခံတဲ့ကိစ္စကရွှေတိုင်းဓမ္မတိုက်ခံတဲ့ကိစ္စနဲ့ပတ်သက်လို့တချို့တော်တော်များအကြံပြုတဲ့လူတွေရှိပါတယ်ရွှေတိုင်းဓမ္မတိုက်ခံရတယ်ဆိုရင်အကြံပြုကြတယ်ရွှေတိုင်းပေါ့ဥမာဒါမန္တလေးတိုင်းကြောက်ဆယ်မြို့နယ်အေးမြကြည်လင်ဆိုတဲ့ရက်ကွက်မှာရှိတဲ့ရွှေပြည်သားဆိုတဲ့အမည်ရှိရွှေတိုင်းကိုဒီကနေ့မနေ့စနေလောက်မှာဓမ္မတိုက်တဲ့အဖွဲ့ကဓမ္မနာတိုက်တယ်နော်တနက်အတူကင်ထားတဲ့နော်ဟိုမျိုးသားတယောက်ကအသက်30လောက်လို့သူတို့ခံမှန်းကြတယ်အဲမျိုးသားတယောက်ကဒီနေ့မနေ့စနေလောက်မှာသူကရွှေပြည်သားမှာရှိတဲ့ရွှေပြည်သားရွှေဆိုင်ပေါ့ရွှေသားဆိုတဲ့အမည်ရှိတဲ့ရွှေဆိုင်ကိုဝင်ပြီးဓမ္မတိုက်တယ်ဓမ္မတိုက်ပြီးတော့ပစ္စည်းတွေမသွားတယ်ပေါ့နော်ဆိုတော့မသွားတော့ပစ္စည်းတွေပါသွားတဲ့ပစ္စည်းရေတော့ကိုလည်းရွှေဆိုင်ကတော့အထိအကျမပြောနိုင်ဘူးဖြစ်နေတယ်ပေါ့နော်နည်းနည်းတော့ပါသွားပေါ့သူလည်းနိုင်တော့တယ်တော့ပေါ့ဗျာရတယ်လို့ပေါ့နောက်ဒီလိုအပ်တဲ့အချက်လက်ထောက်ထားရတော့ရဲတပ်ဖွဲ့ကအခုအဲ့ဒါလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအခုလိုက်နေပြီပေါ့နော် CCTV မှတ်တမ်းတွေနဲ့ပြန်လိုက်နေပြီလို့သိရတယ်ဆိုတော့ရွှေဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်တဲ့ဆိုင်ပဲဒီနေ့မန္တလေးကမိတ်ဆွေတယောက်ကအကြံပြုတယ်ကိုကျော်နုရေးတဲ့ဆိုအကြံပြုတယ်သူကပြောတယ်ဟိုသူလည်းဒါရုပ်ရှင်ကားတွေကြည့်ပြီးတော့ပြောတာဖြစ်မှာပါရုပ်ရှင်ကားတွေကြည့်ပြီးတော့ရုပ်ရှင်ကားတွေကြည့်ပြီးတော့ထင်ပါတယ်နိုင်ငံခြားတခြားနိုင်ငံတွေမှာရွှေဆိုင်တွေဘန်တွေမှာဓမ္မလာတိုက်ရင်ဓမ္မတိုက်တဲ့လူကတိုက်မစီပေါ့ဗျာသူကကြောက်ပြီးလက်မြောက်ထားပြီးတော့ဒါပေမဲ့ခြေထောက်လေးနဲ့သားလေးဟိုတခုခုခလုတ်ဟိုတခုထိလိုက်တာပေါ့တွန်းလိုက်တယ်ပေါ့ခလုတ်နီလေးကိုတွန်းလိုက်ဖိလိုက်တယ်ပြီးတဲ့အချိန်မှာလုံခြုံရေးတပ်ဖွဲ့တွေသိမကြောက်ချက်ချင်းရောက်ချလာပြီးတော့ဗန်ဓမ္မတိုက်တဲ့အဖွဲ့တွေကိုဖမ်းတယ်လို့ရွှေဆိုင်ဓမ္မတိုက်လို့ဖမ်းတယ်ဆိုတော့အဲ့ဒါမျိုးတွေပေါ့အဲ့ပုံစံမျိုးလုံးတင်တယ်တဲ့မြန်မာနိုင်ငံမှာအဲ့လိုလုံးတင်တယ်လို့သူကပြောတယ်သူပြန်အကြံပြုချက်ကမှားသလားဆိုရင်မမှားပါဘူးနိုင်ငံတကာမှာလည်းအဲ့ဒီတိုင်းလုပ်ပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်နိုင်ငံမှာပြဿနာကအဲ့ဒီလိုမျိုးရွှေဆိုင်တွေအားလုံးကိုခြုံငုံတဲ့ software တစ်ခုပေါ့နော်ရွှေဆိုင်အားလုံးကိုခြုံငုံပြီးတော့ရွှေဆိုင်အားလုံးကိုခြုံငုံပြီးတော့ software application တစ်ခုရေးဆွဲပြီးတော့အဲ့ application နဲ့ဒီဘက်ကဟိုဘာခေါ်လဲကွန်ပျူတာဘောခလိုလေးတစ်ခုနဲ့ဟိုဘာခေါ်လဲဒီဘာခေါ်လဲ emergency ပေါ့ရေးပေါ်ဖြစ်နေတဲ့ဟိုပြတ်တဲ့ sign လေးတစ်ခုနဲ့ခလုံးနေလိုက်တာမျိုးတစ်ချက်ကလေးထိအတန်မြည်လို့မရဘူးအတန်မြည်ပြတ်သွားတော့မှာပေါ့ဗျာเนาะအဲ့တော့အဲ့လိုပြလိုက်တဲ့ system တစ်ခုသုံးတာပေါ့နော် CCTV system ဖြစ် system တစ်ခုသုံးတာမျိုးကမြန်မာပြည်မှာလုံးလို့ရသလားမင်းလုံးချင်ရင်တော့လုံးလို့ရနိုင်တယ်ဒီမှာရဲတပ်ဖွဲ့ဝင်တော့သက်ဆိုင်တနိုင်ငံလုံးမှာရှိတဲ့ရဲတပ်ဖွဲ့ဌာနချုပ်တွေရှိဘူးချက်ချင်းရဲတပ်ဖွဲ့ဌာနချုပ်တွေချက်ချင်းသူကအဲ့တဲ့ရောက်သွားမယ်ရဲတပ်ဖွဲ့ဌာနချုပ်ကချက်ချင်းရောက်တာနဲ့သူကမိနစ်မဆိုင်စက္ကန့်မဆိုင်အဲ့ဒီသက်ဆိုင်ရာမြို့နယ်နေရလိပ်စာနဲ့လိပ်စာနဲ့ဝါနဲ့သက်ဆိုင်ရာမြို့နယ်တာဝန်ရှိတယ်ချက်ချင်းလမ်းပြီးတန်းလှော်တာမျိုးလုပ်တာမျိုးလုံးလို့ရသလားမင်းတော့ရကောင်းတော့ရနိုင်တယ်ဒါပေမဲ့အဝေးကြီးတော့ကျွန်တော်မတွေ့ဘူးနီးလေးပဲကျွန်တော်တွေ့ရမယ်လောလောဆယ်ရွှေဆိုင်မှတ်ပုံပြန်တင်ဖို့ကိစ္စတော့ license ပြန်လျှောက်ဖို့ license အသစ်လျှောက်ဖို့ကိစ္စတော့ခုတည်းမပြီးပြတ်သေးဘူးဆိုတော့ဟိုဟာကြီးကအရန်ဝေးသွားပြီဖြစ်သွားပြီဒါတော့မပြီးသေးဘူးဟိုဟာတော်တော်ဝေးသွားပြီအဲ့လိုပုံစံတော့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကဒါကြည့်ချင်းအဖြစ်တော့တော်တော်တော့ဟိုလိုသေးတယ်ပေါ့နော်ဒါပေမဲ့လှုပ်ဖို့တင်လာမင်းတော့လှုပ်ဖို့လိုအပ်လာတယ်လို့မြင်တယ်ဒီချိန်ဒီကာလမှာကမတီမငြိမ်နေများတယ်လူတွေကပတ်စံရဖို့တော့ကိုလိုလုပ်ကြတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာရန်ကုန်မြို့လေကောင်မှာတနက်အတုနဲ့ဝင်ပြီးဓမ္မတိုက်တယ်လူငယ်လေးတွေအသက်20ပတ်ချလေးတွေကဲဓမ္မတိုက်တယ်အခုမိသွားတယ်နေချင်းပြန်မိတယ်နေချင်းပြန်မိသွားတော့ကဲစဉ်းစားကြည့်မိတော့ဒီကောင်လေးတွေပါဖြစ်တယ်အခုထောင်းလေးရောက်ကုန်မယ်မိဘတွေကဒုက္ခရောက်မယ်ကျန်တဲ့မိသားဥစားကစိတ်ဆင်းရရမယ်ကဲကောင်းတဲ့ကိစ္စပါဟုတ်လားဆိုတော့တိုးတော့ခုနရွှေတိုင်းရဲ့လုံခြုံရေးပိုင်းကိုအားထည့်ဖို့လိုလားဆိုတော့ဟုတ်တယ်မှန်တယ်လိုလာတယ်ဘာလို့ဆိုလူတွေပတ်စံပြတ်လာတယ်ဘာလို့ပတ်စံပြတ်လဲဆိုတော့အကြောင်းပြချက်ကဘာကြောင့်လဲဆိုတော့စာဝတ်နေခက်ခဲလာတာတကြောင်ကုန်စည်လုံးတွေကြီးမြင့်လာတာတကြောင်နောက်ထပ်မမြင်ရတဲ့ပြဿနာနောက်ထပ်ကျွန်တော်တို့မပြောတဲ့ပြဿနာတစ်ခုရှိတယ်ဝင်ငွေကျွန်တော်တို့ပထမတစ်ခုပြန်ပြောမယ်ကုန်စည်လုံးတွေကြီးမြင့်တယ်ဝင်ငွေမတိုးမြင့်ဘူးဟိုနော်စာဝတ်နေကြက်တဲလာတယ်ဒီ၃ချက်ကြောင့်အလုတ်ကိုင်ခွန်လိုင်းနဲ့ရှာဝိုင်းစာဝတ်ကြက်တယ်ဒီချက်တွေကြောင့်လို့ပြောကြရမယ်အဲ့ဒီအချက်တွေပြင် plus ဘာဖြစ်နေလဲဆိုတော့ဆလော်ဂိမ်းငါးပြဂိမ်းဘာဂိမ်းညာဂိမ်းတူရီနဲ့ကောင်မလေးလှလှလေးတွေဖင်လုံးတွေပြပြီးကပြပြီးတော့ဆွဲနေတော့ကောင်လေးတွေကဘူမတိကိုမတိသွားပြီးတော့အဲ့မှာ application download ဆွဲသွားဆော့ပထမပိုင်းတော့နိုင်တယ်လို့နောက်ကျတော့တောက်လျှောက်မွဲရောတောက်လျှောက်ပေးနေရတာအဲ့ဒါတွေကိုလုံး K ပေးတို့ဝေးပေးတို့ AR ပေးတို့ဘာပေးညာပေးတို့ ਨੇ ချိတ်ဆက်ထားတယ်ဆိုတော့အဲ့ဒီပေးတွေကိုပါကြက်ရမယ်အဲ့ပေးတွေကိုလည်းလောင်းကစားအကောင့်မှန်တီချက်ချင်းပိတ်ချက်ချင်းအဲ့ပတ်စံတွေကုန်သိနိုင်ငံမှန်သိအဲ့လိုမျိုးတွေ ਨੇ အစိုးရတောက်လျှောက်ကြားစီငါးစီလိုက်နေမှာဒီ 2D 3D ဆလော်ဂိမ်းငါးပြဂိမ်းဘာဂိမ်းညာဂိမ်းအဲ့ဒါတွေပျောက်ကြားစီငါးစီလိုက်နေမှာရမှာကိုကကြားစီငါးစီမလိုက်တဲ့ပြေကြောင်ပြေးကြွပြေးနေတာကျွန်တော်နိုင်ငံဟိုသက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကကြားစီငါးစီမလိုက်ဘူးကြောင်ပြေးကြွပြေးနေတာဒီမှာဟို Tom and Jerry တွေကလို့ကြောင်ပြေးကြွပြေးနေတာပတ်လက်ရိုက်ပြေးနေတာအဲ့လိုဆိုတော့ဘလို့မှဆွံ့ပြေးဘူးနော်ပြီးတော့ဒီအဲ့ 2D 3D ဘာညာကျင်ရတဲ့ဟာတွေကောင်မလေးတွေဖင်လုံးလေးတွေကဖင်လုံးလေးတွေလောက်ကပြီးပြနေတာဖင်လုံးလောက်ကပြီးတော့မှတက်တော့မှာကပြီး 2D 3D ကစားခိုင်းနေတာကျွန်တော်လည်းကြည်တာမြင်တာပဲကြိုက်လားဆိုတော့ကြိုက်ပါတယ်ဒါပေမဲ့မကြိုက်ဘူးကြည့်ချင်းလေးလှုပ်ပြီးကပြနေတော့ကြည့်ယောက်ျားလေးတယောက်နဲ့ကြည့်ပါတယ်ကြိုက်ပါတယ်ဒါပေမဲ့မကြိုက်ဘူးဆိုတာဘာလဲဆိုတော့သူတို့က 2D 3D 5D 4D 5D ဘာဆလော်ဂိမ်းငါပြင်အဲ့ဒါကြီးညာနေတာဘောလုံးပေါင်းလောင်းမလားအဲ့ဒါကြီးဆက်ကြီးညာနေတာလူငယ်တွေကအဟုတ်ကြီးမှအဲ့ဒါလျှောက်ဆော့ကောင်မလေးတို့နှောင်မှုကြောက်လျှောက်ဆော့ကျွန်တော်တို့ကောင်လာပြီးတော့ကောင်မလေးကအလကားလာပြီးနော်ကောင်မလေးတော့အလကားလာပြီးတော့ယူမှာမဟုတ်ဘူးကိုဂိမ်းလဲဆော့မှာမဟုတ်ဘူး
ရှင်းရှင်းလေးပြောမဖြစ်နိုင်ဘူးကျွန်တော်တို့ကြောင့်စဉ်းစားတတ်တယ်တချို့တော်တဲ့လူတွေကြမစဉ်းစားဘူးစောက်ဆွတ်လို့တော့အဲ့မှာသွားရောဖြုတ်ဆက်လို့တော့အကုန်သွားရောဆိုတော့ကျွန်တော်ဒီနေရာမှာ TikTok မှာဖိန်လောက်ကနေတဲ့ကောင်မလေးတွေအစားနော်ဖိန်လောက်ကနေတဲ့ကောင်မလေးတွေအစားခင်ဗျားတို့တကယ်အားပေးရမှာကဟိုမှာ Soul Angel ဆိုတဲ့ကောင်မလေးကောင်မလေးကလေးမလေးတယောက်ရှိတယ်အကောင်အဲ့ဒီအကောင်မျိုးကြောင့်အာလူကြည်နေတယ်ဗျာအာမပေးဘူးဘာလို့လဲသိလားအသက်ကလေးအပြည့်ခုမှ18တောင်မပြည့်သေးဘူး14 15လောက်ပဲရှိဦးမယ်ကောင်မလေးကလေးလေးအဲ့လောက်ပဲရှိသေးဘာလို့လဲမလဲဗုဒ္ဓဘာသာတရားတော်တွေနဲ့တကယ်ယဉ်ကျေးမှုဒလိမွေးတွေ English version နဲ့အားရပါရသူပြောနေတာကြောက်ကြောက်နာပြောနေတာခင်ဗျာသွားကြည့်လိုက်အဲ့ဒါတွေကိုလူငယ်လေးတယောက်ဒီလိုစူးစမ်းနေတာကိုကြတော့ဘယ်သူမှဝိုင်းပြီးတော့ support မလုပ်ပေးဘူးဝိုင်းပြီးတော့ခင်ဗျာကျွန်တော်တို့ရဲ့ like တွေ share တွေ comment လေးတွေအသေးလေးပေးတာလေးတွေတော့မပေးတာမျိုးဒါမှမဟုတ်မလုပ်ဘူးဟိုမှာဖင်လောက်ကြတာကြတော့မှတော့အသေးလေးပေးကြတယ်မလေးအောက်က comment တွေပို့လို့ရရင်ပြီးတော့အမှ2 3 3 5ပြကိန်းစလောကိန်းဒါဘာကိန်းညာကိန်းနဲ့ဟိုကလှည့်သားသွားတာပါသွားရောတိုင်းပြည်ကအခုလူငယ်တွေအကုန်လုံးအဲ့ပေါ်ရောက်နေတယ်အဲ့ပေါ်ရောက်ပြီးတော့အကုန်လုံး2 3 3 5ကိုအကုန်6ဆော့တာပေါက်ကြဲဆော့တော့အခုဒီလိုမျိုးဖြစ်တဲ့ကရွှေတိုင်ဒီမတိုင်ကုန်တော့ငိုဂျပန်ဒီမတိုင်ငိုမင်းချင်းဒီမတိုင်လူတွေဒီမတိုင်ဘာဆိုပတ်စံမရှိတော့ရှိရအကုန်6လုံးပတ်စံရရေးဆိုအဲ့လိုဖြစ်ကုန်တာဒါကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လည်းအဲ့ဒါတွေကိုကြားစီငါးစီလိုက်ဖို့လိုတယ်ပြီးတော့တောက်လျှောက်ဟိုစောင့်ကြည့်အဖွဲ့ပြီးတော့ကိုအဲ့အဖွဲ့တောက်လျှောက်ဖွဲ့ပြီးတော့တောက်လျှောက် KB account တစ်ခုကကြီးညာနေ TikTok မှာ comment လေးတော့ပင်လောက်ကကြီးညာနေပြီနော် Telegram မှာဟိုအလုပ်တရားလုပ်ပြနေပြီဆိုရင်နော်အဲ့ဒါဆိုရင်နော်ဘာလို့ဆိုအဲ့မှာ KB account နံပါတ်ဘယ်လောက်ပါဆိုပြီးပြောအဲ့နံပါတ်ကိုချက်ချင်း KB ကိုလှမ်းဆက်ပြီးတော့အဲ့နံပါတ်ကိုပိတ်ပါအဲ့ဖြစ်ပတ်စံကုန်သိမ်းပါနိုင်ငံတော်ပတ်စံအဲ့လိုပဲဝေးပေးနေဖွေအဲ့ဝေးကိုလည်း diet ဆက်သွယ်မင်းတို့ဝေးအဲ့ချက်ချင်းပိတ်အဲ့ကောင်အဲ့ဝင်တဲ့ပတ်စံကုန်သိမ်းနိုင်ငံတော်ပိုင်းသိမ်းအဲ့လိုတစ်ခုချင်းမြင်တိုင်းချက်ချင်းပိတ်မြင်တိုင်းချက်ချင်းပိတ်အဲ့လိုပိတ်ပြမှရမှာအဲ့လောက်ထိဟိုကြားစီငါးစီလိုက်ရမှာဟိုကကြားစီငါးစီမလိုက်ဘူးကြောင်လို့ကြက်လို့ပြေးနေတာလို့ကျွန်တော်အဲ့လိုပဲပြောတော့မယ်အဲ့ဒါလွဲတော့လွဲနေဒါရွှေတိုင်းနဲ့ပတ်သက်လို့ဆက်ဆက်ပြောတာပါဆိုတော့ရွှေတိုင်းဒီဘက်တိုက်ခံတွေရဲ့ကြီးကြီးလာရင်အကြောင်းရင်းဒါတွေလည်းပါပါတယ်အဲ့တော့ရွှေတိုင်းဒီမှာ system တွေထည့်ဖို့ဆိုတဲ့ကိစ္စကတော့ sign line စင်တော့မပြီးသေးတာခင်ဗျာအဲ့ဟာအဝေးကြီးလို့သွားသေးတယ်ကျွန်တော်တို့နိုင်ငံမှာကဘာမှ digitalize မဖြစ်သေးဘူး digitalize မဖြစ်သေးဘူးအဲ့တော့ဘာမှနီးပညာအားမကူနိုင်သေးဘူးဘာမှစဉ်းစားမဖြစ်သေးဘူးမဖြစ်သေးဘဲနဲ့လုံနေကြတာဒီနေ့ဟိုသေချာချာနဲ့လုံလို့ရပြီလားဆိုလုံလို့ရပါလေတချို့မလုံကြဘူးမလုံရင်းနဲ့လဲထွက်နေတာဒါပဲလုံလို့ရတာတွေလည်းမလုံကြဘူးလုံလို့ရတယ်လည်းမလုံကြဘူးရတယ်လည်းမလုံဘူးလုံလည်းမရဘူးအဲ့လိုဖြစ်နေတာဆိုတော့လွဲနေတာပေါ့နော်နီးပညာဆိုတော့ကျွန်တော်မှတ်ပုံနေတော့ smart ကမဖြစ်သေးတာဗျာအဲ့ဒီခုနဟိုဒီရွှေတိုင်းတွေမှာအဲ့လိုဟာမျိုးတွေတော်တော်ဝေးပါတယ်အလှမ်းတော်တော်ဝေးပါတယ်ဟိုမှန်ပင်မှန်တော်ညာဆိုတော့လေအလှမ်းဝေးတယ်ဆိုပြောချင်တာဒါရွှေတိုင်းနဲ့ပတ်သက်လို့ပြောတာပါဆန္ဒအဲ့ရွှေတိုင်းရဲ့နောက်ဟိုကတော့ထပ်ဖြစ်နေဦးမှာပါပဲသဘောတော့ထပ်ဖြစ်နေဦးမှာပါပဲထပ်ပြီးတော့ကြီးကျယ်ဖြစ်နေဦးမယ်လို့ကျွန်တော်တိုက်တော့မှမြင်နေရပါတယ်ရွှေတိုင်းထပ်ပြီးတော့ဖြစ်နေဦးမယ်ဒီကြောင့်ဒီမှာတိုက်ခံနေအောင်မယ်လို့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်အမြင်နောက်တစ်ခုက